ဆိုအိတ်စားစိတ်အားပြောကြည့်ပါ အိတ်စားစိတ်အား အိတ်စားစိတ်အားသမီးဒီနှစ်ထဲမှာတတိထား ဟုတ်ကဲ့ပါဆရာ8:45မှာစတယ်9:00ခွဲမှာရက်တယ်ကင်မရာလည်းစမပြေဘူးကလေးတွေလည်းတိတ်ရမယ်ဆိုတော့တိတ်လိုက်ပြီးတော့အမေပါအိမ်ငိုက်ပြီးတော့7:00နာရီ7:20တောင်ဖြစ်နေပြီ အေးပြော တို့ကျမကြီးအကြောင်းပြောနေရသေးလားကျမကြီးမှာအေးရေးပြတ်တဲ့ဟာကအရင်ကျမတို့ဆိုရင်ဒီမျက်နှာအမဲဆက်လေးထွက်လာအဲ့အမဲဆက်တွေက7:00နာရီနောက်ပိုင်းမအိပ်ဖို့ဟုတ်ပါဘူးဟုတ်လားဘယ်လိုပြောရမှာလဲစကားတွေတော့မဟုတ်ဘူး7:00နာရီမထိုးခင်မှာအိတ်တဲ့7:00နာရီနောက်ပိုင်းအိတ်တာကအေးရေးပြတ်တာဒီအမဲဆက်တွေထွက်တာဟိုဆိုးတယ်တဲ့ ကဲဆန္ဒအဲ့တော့အဲ့တော့ကိုဘယ်ရောက်ဝဲ ယူတရားထိုင်မယ်ဆိုတဲ့ဟာ အဲ့တရားထိုင်တဲ့ကိစ္စပြီးသွားပြီလေတရားထိုင်တာလွယ်ဦးဆိုတော့ပြောတော့မှဦးကျော်ရင်ဦးမပေးဘူးပဲအဲ့တော့အခုဆက်ပြီးတော့ပြောရမှာကယူလက်ဖြစ်သွားပြီမိမလက်ဖြစ်သွားပြီမိမကဒီမိမတို့ကဒါကတကယ် main ဖြစ်တယ်ဗောနော်ကျမကြီးကဒီနှစ်အတွက်လုံးဝတောင်းကြီးဖြစ်လာအောင်လုံးကြီးပေါက်လာလို့ပါလို့ရလို့အကုန်လုံးဖြစ်နေတယ်ဆိုအဲ့ဒါလုံးကြီးပေါက်လာဖြစ်ချင်တယ်မပြောပါဘူး ငါဖြစ်ချင်တာတော့လုံးကြီးပေါက်လာဖြစ်တာမဖြစ်တာအရေးမကြီးဘူးအခုတော့အရေးကြီးဆုံးချက်ကမိမကကျမ်းမအောင်ဘာလို့မလို့ခဏပြောလို့ဒီမှာဒီအေးရေးကစပြီးစဉ်းစားမယ်ဆိုရင် Okay ကျမကြီးအရန်ကောင်းအောင်စူးစမ်းမယ်ဆိုပြောထားတာလေဒီ2026မှာအများကြီးလည်းကောင်းလာပါတယ်ဒီယောဂ2020ကနေစဖြစ်တာဆိုအခု26ဆိုဘယ်နှစ်ဖြစ်သွားရလဲ6နှစ်6နှစ်ကျော်February မှာစဖြစ်တာပဲလေဟိုယောဂလည်းဟုတ်ပါဘူးဟုတ်တယ်2020February မှာကိုဗစ်ဖြစ်တော့ကားရိုက်တာရက်လိုက်ရတယ်အဲ့ဒီနောက်မှာဖြစ်တာမှတ်မှတ်ရဆိုတော့20နှစ်3နှစ်6နှစ်မှာကောင်းလာတာစပြီးတော့ပြတော့9နှစ်လောက်တော့ကောင်းနေပါပြီကိုဒါကောင်းလာတယ်လို့ပဲပြောပါတော့ဆိုတော့မဟုတ်ဒီယောဂအကြောင်းတော့တတ်လေးတတ်ပြောလိုက်တာကောင်းမယ်တတ်ပြောလိုက်တာကောင်းမယ်ဆိုရင်ယောဂအကြောင်းတွေဘယ်လိုကြော်ဖြတ်ရမလဲပါလဲဆိုတော့podcast ကိုတတ်ပြောပြမယ်တချို့လူတွေကြတော့သိချင်တယ်လေဘယ်လိုနေလို့နေကောင်းပါလဲဆိုတာဟာတော့ကြာပြီနော်ဒီဟုတ်တယ်တည်သွားပြီကိုရိုင်းကလည်းအဲ့လိုလေနေမကောင်းတာနဲ့ပြီးရင်ကိုယ့်ရဲ့စကားမှားသွားမှာဆိုတော့ငါ study အရင်လောက်ရမယ်လေးဆိုပြီးတော့ကြောက်တာအဓိကကြောက်တာကိုယ်စကားနဲ့တခုခုဖြစ်မှကြောက်တာအဲ့ဒါကိုရီးယားတော့ဒါအခုဒီနေ့လည်းဒါကျမ်းမာရေးအကြောင်းနဲ့ပြောရဆိုမယ်လေခုနကနော်ဒီမှာပေါ့ပြောမှာကိုရီးယားတော့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်ကိုယ့်ကတော့professional နဲ့နော်တကယ်ဆရာဝန်နေမဟုတ်ဆရာဝန်နေမလို့သူတို့နဲ့ပဲပြပါလို့ကိုရီးယားတော့ဒီမဲ့ဆွေးနွေးတဲ့သဘောလောက်ပဲပေါ့နော်ကိုဖြစ်တဲ့အပေါ်မှာမူတည်ပြီးတော့ပြောပြတာပဲဖြစ်ရှိနေတာလေအဓိကတော့ကိုယောဂကလည်းဒီအရေးပြားလေးဖက်နာမှာလဲခံစားရတဲ့သူအရေးပြားလေးပဲနာခြင်းအတူတူခံရတဲ့ပုံစံမတူဘူးမိဘဆိုရင်ယောဂကြောတဲ့ချိန်ဆိုလမ်းမလျှောက်နိုင်တော့မလှုပ်နိုင်တော့အလုံးဝမရှိတော့လုံးဝရုပ်ကြိုးပြက်ဘာမှမလုပ်နိုင်တော့ဘူးတချို့ကြတော့အဲ့လိုသွေးရရပြီးတော့လေနေလို့ထိုင်လို့ကိုမရတာအဲ့လိုမျိုးဆိုတော့အဲ့လိုယောဂကြွားတဲ့ချိန်နေတိတ်မကောင်းဆိုအိပ်ပါမပြောတော့တာလေကိုကစူးစမ်းပြီးအိပ်တယ်အဲ့လိုမျိုးတရားဖွင့်တယ်တရားတွေမှတ်တယ်စူးစမ်းပြီးအိပ်တယ်အိပ်ပျော်ရင်တောင်မှဘာဖြစ်လဲဆိုရင်ကြားပြောလို့ကြောင်ကတန်းကိုမှဆိုးဆိုးဝါးဝါဖြစ်တာအဲ့လိုအကျော်ဆွဲသလိုအဲ့လိုမျိုးတွေဖြစ်တာအခုနေကောင်းလာတဲ့အချိန်မှာနဲလာတယ်အဲ့ဒါဘယ်နှစ်လဲမသိလွန်ခဲ့တဲ့3နှစ်လောက်ကဖြစ်မယ်နော်မိမတော်တော်ကြီးဆိုးတဲ့တစ်ခေါက်ရှိတယ်ရန်အောင်ဆိုးတာလေအဲ့ဒါတော့ဟိုမသိရင်ဟိုအပမိနေတော့ပဲခါဒါကရောအဲ့နေတော့အဲ့လို6တော့တွေကအဲ့ဒါဒါပေမဲ့အကြာကြီးမဖြစ်လိုက်ဘူးအဲ့အချိန်တစ်ခုပေါ့နော်နေပြီးတလားလောက်အဲ့လောက်မှတော်တော်ဖြစ်ပြီးနောက်ပိုင်းသိမဖြစ်တော့
ပြီးတော့အဲ့လိုလေခါလေကြရင်ဟိုအိပ်ပျော်နေရလဲဟိုအဲ့လိုနိုးတော့ဝက်လိုမျိုးအဲ့လိုတိတယ်ကိုတိတယ်ခါလေကြအဲ့လိုဆက်လိုက်မှနေလို့ကောင်းတာခြေထောက်တွေတအားနာလုံးလို့ခြေထောက်တွေတအားနာပြီးတော့အဲ့လိုဘယ်လိုလဲမသိအထဲမှာလေကျင်တာလည်းမဟုတ်ကြိုက်တာလည်းမဟုတ်ဘယ်လိုလဲမသိအဲ့လိုခြေထောက်ကအဲ့လိုလှုပ်လိုက်မှနေလို့ကောင်းသွားတာအဲ့လိုမျိုးခါလေကျအသိစိတ်ရှိရခါလေကျရင်လွတ်တယ်အဲ့တော့အခုအဲ့ဒါကိုအခုဒီနှစ်မှာဟိုဒါကောင်းလာပြီလေအဲ့တော့ကိုတို့တွေဆွေးနေတဲ့ဟိုတမတ်တာမဟုတ်ဘူးနော်တခုအတွေးတစ်ခုအနေနဲ့ဒီနေ့တည်းမှာကိုထိမ့်မယ်ဆိုရင်မိမဒီအိတ်တန်နဲ့ပတ်သက်လို့မိမဘာလို့ဘယ်လိုလုပ်မလဲဘယ်လိုပြောင်းလဲမလဲခုနမိမလိုချင်တဲ့ကျမကြီးကောင်းဖို့ဆိုရင်အိတ်တန်နဲ့ပတ်သက်လို့ခုနပြောသလိုပေါ့17နာရီနောက်ပိုင်းတော့အရင်တော့10နာရီလို့ကြားဘူးတယ်ပေါ့နော်အခုတော့17နာရီအဲ့ဒါလေး AI ကိုမိထားတာ17နာရီနောက်ပိုင်းအိတ်တာမကောင်းဘူးတဲ့အဲ့ကိုကတော့မျက်နှာ skin နဲ့ပတ်သက်ပြီးတော့မေးတာပါအဲ့ဒါ17နာရီနောက်ပိုင်းဆိုအဲ့ဒါဟုတ်တော့လေဟုတ်တယ်ပြီးရင်မအိတ်ခင်တနာရီအလိုမှာဖုန်းကြည့်တာ screen ကြည့်တာမလုပ်ပါဘူးကိုကဘာတိတာလဲဆိုတော့ရုပ်ရှင်ကြည့်ပြီးမှအိတ်တယ်Facebook တွေဟိုဟာကြည့်ပြီးမှအိတ်တယ်တစ်ခါလေကျရင် post တင်ပါညာဆိုအဲ့ဒီအတွေးတွေကဆက်နေတော့အိတ်မပျော်ဘူးအဲ့လိုမျိုးအိတ်မပျော်ရင်ကိုကအိတ်ဟိုအေးဝဝအိတ်ပြီးတော့ကိုယ့်ရဲ့ charging ဖြည့်တာကအိတ်တာဖြစ်နေတာကိုယ့်ရဲ့ charging ဖြည့်တာအိတ်တာဖြစ်နေဘာဖြစ်လို့လဲရိုက်နေလားရိုက်တော့ပြောင်းလား Okay ပြောမယ် Okay 2026မှာကျမအောင်ဘာလုပ်မလဲဆိုတော့ခုနပြောရအေးမပြတ်ဖို့ယူဆရမယ်ဟုတ်တယ်အေးမပြတ်ဖို့ယူဆရမယ်အဲ့တော့လုံးဆက်ရှိရဟာတွေနေကင်းကလေးချောင်းသွားတဲ့ချိန်မှာကိုယ့်လုပ်ကိုပြီးအောင်လုပ်မယ်ဆိုတဲ့ဟာကိုတွန်းရမယ်ညဘက်အိတ်ခါနေကြရင်အဲ့ဒီအလုပ်ကိစ္စကိုဖြတ်မယ်မလုပ်တော့ဘူးပြီးရင်ဖျားရှိခိုးမယ်ဖျားရှိခိုးရင်စိတ်အေးချမ်းတယ်လေဖျားရှိခိုးမယ်တရားထိုင်နိုင်လေရတရားလေးနားထောင်ပြီးအိတ်စူးစမ်းပြီးအိတ်တန်းနိုင်တော့ကလေးတွေသိရင်လည်းတခါတည်းဟိုဘာမလုပ်တော့ဘဲနဲ့အိတ်လိုက်တာကမနှက်အစိုးရထားတာကအဆင်ပြေမနှက်ဆိုရင်လည်းထားတာလည်းအဆင်ပြေအေးရေးလဲဝရတယ်ဒါပေမဲ့ခက်တာတချို့ဟိုအလုံးမပြီးတာတို့တခုလုံးရှင်းတာတို့ရှိလို့ရှိရင်တို့အိတ်ပြီးမှအေးစစ်လောက်ရတာဒါပေါ့အဲ့လိုလည်းဖြစ်နေကြည့်ကျင်တယ်တို့အဲ့ဒီမှာ Facebook လေးပေါ့ဒါပေမဲ့တကယ်တမ်းအဲ့ဒါလေကိုရီရဲ့ main ပြဿနာအဲ့ဒါဖြစ်နေတာသိလားဟိုအကြမ်းလည်းသိတယ်သူတို့နဲ့ live အိတ်လိုက်တဲ့နေရာအရန်နောက်နေ့ကြာလဲ energy အပြည့်နဲ့လမ်းဆန်းပြီးတော့စော်ကြီးလည်းနိုးတယ်သူတို့နဲ့လည်းကြောင်းပြောရှင်သူကတနေ့ကုန်ကိုတယ်အဲ့ဒါပေမဲ့ဘာမရှိဘူးဆို live မရှိတော့မရှိတော့ဘူးဆိုတော့ကိုယ်ပိုင်အချိန်လေးဟုတ်တယ်မရှိဘူးဆိုခံစားရတယ်တဲ့မလားအနှမျောတာအခုဒီလိုမျိုးအကုန်လုံးတိတ်သွားပြီဘာမှမရှိတဲ့အချိန်မှာအဲ Facebook ပဲဖြစ်ဖြစ်အဲ့လို YouTube ပဲဖြစ်ဖြစ်သူရုပ်ရှင်ပဲဖြစ်ကိုအဲ့ဒါမျောချင်တာအဲ့ဒါတို့ရဲ့ main ပြဿနာတို့ကျမကြီးတို့အကုန်လုံးအတွက်အခုပြဿနာဖြစ်တယ်လေဟုတ်လားဆိုအဲ့ဒါဟိုဘယ်သူမှဘယ်ပညာရှင်မှပြောပြလို့မရဘူးကိုပဲကို lifestyle ကိုပြင်ရမှာဟုတ်လားအဲ့မနော်ဟိုတပတ်မှာအဲ့လိုပဲချားမှာတပတ်မှာဘယ်နှစ်ရက်ဆိုရင်မိသားမျိုးမယ်တပတ်မှာဘယ်နှစ်ရက်ဆိုရင်ကလေးတွေနဲ့အတူတူအိတ်လိုက်မယ်အဲ့လိုမျိုးပေါ့အဲ့မိတိုင်းမှာတကယ်ဘယ်ချိန်မှာရမလဲပြန်တွေးရမှာလေကိုကမိတိုင်းလို့ကျင်နေဆိုရင်မင်းကစောကြီးထားပြီးတော့ခုနကဘယ်လိုကလေးအကြောင်းပို့ပြီးတော့ကိုမိတိုင်းရတယ်လို့ထင်တာယောက်ျားတစ်သက်လုံးညားဘက်ပဲနေတဲ့လူညားဘက်ပဲဒီလိုနေတဲ့လူဖြစ်တဲ့ကြောင့်ကြာဒီချင်းမိတိုင်းလို့ခံစားရတယ်ပြဿနာဟုတ်တယ်တူပဲလေဒါကတော့မနှမထနိုင်ကြတော့ဘူးအဲ့လိုလေအမှန်တော့မနဲ့အဲ့လိုအစိုးရထားလို့ရှိရင်လေအေးလေးနဲ့လေအခုဆိုစောင်းလေးလေးအေးလေးနဲ့အဲ့လိုလေပို့ပြီးတော့လုံးစရာအလုပ်ပြီးသွားတယ်ကွာသိလားတက်လုံးတော့ပြောလာတာပဲတက်လုံးတွေးလိုက်မယ်ဘလို့မှအဲ့ဒါကိုအဲ့ဒီအကျင့်ကိုပြင်လို့မရဘူးအဲ့ဒါတော့ရှိပါတယ်မနက်ပိုင်းအဲ့လိုအစိုးရထားတာကြိုက်တဲ့သူကြတော့မနက်ပိုင်းအစိုးရထားလို့စရာရှိရလို့ပြီးစောစောအဲ့လိုလူမျိုးတွေလည်းရှိရယ်ကိုရီးယားကြတော့ခုနပြောသလိုညဘက်ကိုပို့ကြိုက်တယ်အဲ့လိုတိတ်ဆိတ်ပြီးကိုလို့စရာရှိရလို့
ရုပ်ရှင်ကြီးပါညာအဲ့လိုမျိုးကလေးအိပ်ပြီးမှရငိမ့်သွားတာပေါ့အဲ့လိုမျိုးဖြစ်နေရဟိုကိုလူငယ်ဘဝတည်းကြားလဲအဲ့လိုညဘက်ဆိုစောင်းပါကျွန်တော်တို့စောင်းဖွင့်တာစောင်းပါတငယ်ချင်းတွေအများကြီးလေချင်းလုံးတနေ့ကုန်တောင်းညမ်းတယ်ဒါပေမဲ့ကောင်းနေကုန်အိတ်သွားပြီဆိုတော့ထားပါ2ယောက်3ယောက်တော့ကျန်တာပေါ့အဲ့ဒီချိန်လေးကတကယ်စိတ်ထဲမှာရွှေဖြစ်တယ်ပေါ့နော်အဲ့ဒါကိုပြင်းလို့မရအောင်ဖြစ်နေတာလေတချို့အဲ့လိုမိမပဲလို့မနဲ့ကိုကြိုက်တဲ့လူလိုမျိုးကိုပြင်ယူဟာမှလားပေါ့ကျမ်းမာကျမ်းမာခြင်းလဲဆိုရင်တော့ပြင်ယူရတော့မှာပဲလေမပြင်ကိုယ့်ရဲ့ lifestyle မ change ရင်ဒီပုံစံပဲသွားမယ်ဆိုရင်ဘယ်လိုလုပ်မလဲဟုတ်တယ်မလား change ရမှာပဲလေအဲ့လိုနဲ့ဆိုရထားတဲ့အချိန်ဆိုအဲ့လိုလေလမ်းလျှောက်တယ်ဖျားရှိခိုးတယ်ပြီးသွားတယ်ဆိုရင်အလုပ်တစ်ခုပြီးသွားတယ်ဆိုတဲ့ဟာလဲကို confidence ဘယ်လိုပြောမလဲအလုပ်တစ်ခုပြီးသွားတယ်ဆိုရင်ကျေနပ်မှုပေါ့အဲ့ဒါရှိရမဟုတ်ရင်ကလေးတက်ရတော့မယ်ဆိုရင်ဟာငါဖျားမရှိခိုးရသေးဘူးဒီနေ့တော့အဲ့လိုမျိုးလေဒီလားပြရခတ်နေရလေအလုပ်ချိန်ကိုပြောင်းမှာလူကကိုလုံးတဲ့အချိန်ကိုပြောင်းမလဲအောင်ရှေ့တိုးလဲအောင်နော်လို့ဆက်ရှေ့လုံးလိုက်ပြီးတော့ပင်ပန်းပြီးတော့အိတ်သွားတယ်မလားဆိုတော့ကိုရီကျမ်းမာခြင်းနဲ့ဆိုအဲ့ဒါတော့ပြောင်းရမယ်အဲ့တော့ခက်တဲ့ကိစ္စလိုပါပဲခက်ခဲတာတော့လုံနေရတာပါပဲခက်ခဲတယ်ဆိုရှောင်ပြင်းဖြစ်မလာဘူးလေဒါကြောင့်မေကတော့အဲ့လိုမျိုးသူမနဲ့စော်ကြီးထားတယ်ထားပြီးသူ9နိုင်ခွဲ10နိုင်လောက်သူလို့ဆရာကြီးပြီးသွားရင်တစ်ခေါက်တရေးပြန်အိတ်တယ်တနိုင်2နိုင်လောက်ပဲအကြာကြီးပို့နိုင်ဝက်လောက်ပဲဖြစ်မယ်အဲ့လိုခဏအိတ်ပြီးရင်သူကအဲ့ဒါโอเคပြီပဲသူကတနေ့ကုန်လို့မိမလည်းအဲ့လိုမျိုးဖြစ်တယ်ခါလေးကလေးကြောင်းပို့ပြီးလို့ရှိရင်ပန်းရည်လောင်းတယ်ဖျားရှိခိုးတယ်မနှက်ဆာခဏနာပြီးအိတ်လိုက်လို့ရှိရင်ပြန်နိုးတဲ့ချိန်ကျလန့်နေရောပြန်ဒီကကိုယ့်ရဲ့ပြဿနာကအိမ်ရေးမဝရင်ပူဆိုးတယ်ကောင်းကောင်းအိတ်ရပြီးအိမ်ရေးတကယ်ဟို2နာရီ3နာရီ4နာရီအဲ့လိုမျိုးအိတ်လိုက်ရနည်းနည်းချက်အိတ်လိုက်ရတယ်ဆိုရင်ကောင်းသွားရော3-4ရက်အဲ့လိုနေကောင်းသွားရောအဲ့လိုဖြစ်တာလေမိမတောက်လျှောက်ကြမိမနဲ့ပေါင်းလာချိန်မှာဒီရီစားဘွားတဲ့တည်းမိမအလုပ်တွေလုပ်တယ်မိမတို့အဲ့လို shooting တွေရှိတယ်အေးမဝအောင်လေတောက်လျှောက်အဲ့မဝတဲ့ဟာပဲမိမတို့ကအမြဲလို့ဖြစ်နေတာဆိုမိမရောကဒီ auto immune ရဲ့အဓိကအခြေခံကဖတ်ရသလောက်ပါဘောနော်အဲ့လိုမျိုးအေးမဝတာလည်းမကောင်းဘူးညပါပါပေါ့ဒီ immune ကိုသူပုံမှန်ဖြစ်တဲ့ routine တွေမှာမထားဘဲနဲ့မဟုတ်တဲ့တက်တွေမကောင်းတဲ့တက်တွေထွက်စီတယ်ပေါ့နော်။ तू ကကြောင်ဖြစ်နေတာပေါ့။ तू ဘယ်ဟာအမှန် तू ကဘယ် तू မိတ်ဆွေ तू ရန်သူ तू မသိတော့အဲ့ဒါလည်းဖြစ်နိုင်တယ်ပေါ့နော်။အေးနောက်တစ်ခုကခုနကပြောတယ်အေးအဲ့တော့အစားအသောက်မိမတို့အဲ့ diet တွေလုပ်တယ်လုပ်တဲ့ချိန်မှာခုနဒီဦးလန်းကြောင့်ပြဿနာတွေစဖြစ်တယ်ပေါ့နော်။ခုန weight short ကျတဲ့ဆိုမစားပဲနေလိုက်တယ်စားလိုက်တယ်နောက် keto တွေပါ short လုပ်တယ်ဆိုအဲ့ဒါဒီမှာ systematic မဖြစ်တော့ဘူး keto မကောင်းလို့ပြောလို့ဆိုကောင်းတဲ့ကောင်းအောင်လုပ်နေတယ်တဲ့သူတဲ့အေးပေါ့အဲ့ဒါပြောတယ်အဲ့ဒါမဲ့ကိုရီကဟိုတက်ချမ်းနေဖတ်ပြီးတော့အခုလိုမျိုးပါလေကိုရီပြောတဲ့ podcast တွေနားတော်ပြီးတော့ရှောက်လို့ရှုပ်ကုန်တော့အဲ့တော့ဟိုဒီကြတော့ဆရာပစ္စည်းပညာရှင်နဲ့တေချာဟိုတိုင်ပင်နေတယ်ဒါပေမဲ့အဖြေမြင်တာတော့ကြာမြင်တာမိမအေးရေးရယ်အစားအသောက်ရယ်ဟုတ်တယ်ဟုတ်တယ်ဟိုကလေတအားပင်မခဲ့တာတွေလည်းလေခန္ဓာကိုယ်ကမခံနိုင်တော့တာလည်းပါမယ်ပါဆို15နှစ်20နီးပါးလောက်ကိုပင်မခဲ့တာလေပြီးတော့မိမတို့ shooting ဆိုတာကအခုခေတ်လိုမျိုးတရုပ်ဆောင်တာတခုတရုပ်ဆောင်ဆိုပြီးတရုပ်ဆောင်တာတခုတွေအာယုံဆက်ရတာမဟုတ်ဘူးဟိုဝစားလဲကိုမိတ်ကပ်လဲကိုပါရင်အကုန်လုံးကိုဆိုတော့ကိုရီးယားဒီရိုက်နေတဲ့အချိန်သာဒီဇက်ထဲမှာရှိရဒီဇက်ကိုမပါတော့ဆိုနောက်ဇက်ကိုဖတ်ရတယ် shooting ပြီးလို့ပြန်လို့ရှိရင်ဟို night scene မရှိဘူးညဘက်ဟိုမရှိဘူးဆို6နာရီ shooting break ဆိုတာနဲ့ shopping ထွက်ရတယ်နောက်ကအတွက်ပြီးအိမ်ရောက်လို့ရှိရင်ဒီနေ့ရိုက်ထားတဲ့ဟာတွေကိုပြန်လုပ်တယ် prepare ပြန်လုပ်တယ်ပြင်ဆင်ရတယ်နောက်ကားအတွက်ကိုပြင်ဆင်ရတယ်ဆိုတော့တနား2နာရီပုံမှန်ပဲတခါအဲ့ပြီးမနေ့ကျဆိုရထား shooting ပြန်သွားပြီး shooting ကလည်းပြီးတော့ make up စလိမ့်ရမနေ့စောရထားဟုတ်လားဟုတ်တယ်ပြီးတော့ဟိုပါပေါ့ဘာပြောနေရလဲ shooting သွားတယ်စောရထား shooting သွားတာshooting မှာကျတော့လည်းဘာဖြစ်လဲဆိုစိတ်ကအရန်ခတ်ရတာလေဒေါသထွက်တယ်ဝမ်းနေတယ်ငိုတယ်အခုပဲရီလိုက်အခုပဲငိုလိုက်အခုပဲဒေါသထွက်လိုက်ဆိုတော့
စိတ်တွေလည်းအရန်ပင်ပန်းတယ်လေကိုကသဘောအရန်ကြလို့ကိုဒါ used to ဖြစ်သွားလို့နေသားကြသွားလို့ဒါမပင်ပန်းတယ်လို့ဖြစ်နေပြီမဲ့ခန္ဓာကိုယ်ကတအားပင်ပန်းတယ်ပြီးရင်သူ့အဲ့လိုအကောင်းကောင်းအိတ်ချိန်နားချိန်မပေးဘူးလေအုံနောက်ကောပါအကုန်လုံးကောင်းကောင်းနားချိန်မပေးဘူးလေအိတ်ချိန်ရန်နေတယ်ပြီးလို့ရှိရင်အစားတောက်လည်းအဲ့လိုပဲကိုအစားရန်ကြိုက်တဲ့ခါကျတော့စားရတယ်ဒါပေမဲ့ဝါလာပြီဆိုတာနဲ့ညစာအဲ့လိုလုံးဝဖြတ်အဲ့လိုမျိုးတွေလေမိမတို့ဒီလောက်သက်ရှည်ပဲတော့ကျေးဇူးတင်ပါတကယ်မိမတို့ကနီးမျိုးစုံနဲ့ခန္ဓာကိုယ်ဒုက္ခပေးတယ်နှိမ့်ဆက်ထားတာဟုတ်တယ်ဟုတ်အိတ်တာလည်းကောင်းမအိတ်ဘူးစားတော့လည်းကောင်းကောင်းမစားဘူးဟုတ်တယ်စိတ်ကိုလည်းနီးမျိုးစုံနဲ့ဝမ်းနဲ့လိုက်ဝမ်းသာလိုက်ပါညာတယ်လည်းနော်အခုကျမ်းမအောင်နေရမယ်အဲမှာတော့ခုနပြောသလို habit တော့ပြောင်းရမှာအကျင့်တော့ပြောင်းရမှာကိုရီးယား morning person ပြန်ပြောင်းရမှာအဲ့ဒါတော်ခံမယ်အဲ့ဒါတကယ် challenge ပဲဒါပေမဲ့ကြိုးစားကြည့်အောင်နော်အဲ့တော့လူကဟိုပါပေါ့အဲ့ဒီဟာရဲ့အခြေခံကိုတော့ကိုနားလေတာတနေ့ကုန်ကိုခုနပြောရဲမှာပါပါနော်ပင်မအောင်လုံးဆက်ချက်အကုန်လုံးလိုက်ပြီးအချိန်မှာပင်မပြီးအိတ်သွားတာဒီလားယောက်ျားတို့ကဖြစ်နေတာကတနေ့ကုန်လုံးဆက်ချက်လုတ်တယ်ဒါပေမဲ့အဲ့ဒီအချိန်လေးမှာပင်မပေမဲ့ဒါငါအချိန်ဆိုပြီးတော့ကိုတွန်းတာတွန်းတယ်လို့ဖြစ်တာတွန်းတယ်ဖြစ်တော့အဲ့ဒါပင်မနာဒီမလိုလားတဲ့စကြောတက်တယ်ဖြစ်အဲ့တော့ဒါလို့ဖို့ဆိုရင်ကိုစိတ်ထဲမှာတစ်ကဘာဖြစ်လို့ရနေလဲဆိုရင်ပျော်ဖို့လို့ပျော်ဖို့ဆိုတာလေme time ဆိုတာကိုညမှာယူမယ်ဆိုတာမလိုလောက်အောင်တနေ့ကိုကြည်နပ်သွားဖို့လိုတယ်တဲ့မလားမိမခဏပြောလို့ငါဒီနေ့ငါလှုပ်ဆက်ချက်လုပ်ပြီးပြီငါပျော်သွားပြီပေါ့ငါပြီးသွားပြီပေါ့ငါဟိုကလေးနဲ့အတူငါအိတ်လို့ရပြီဆိုပြီးစိတ်လျှော့ပြီးအိတ်ပလိုက်တဲ့ဟာမျိုးဒါပေမဲ့အဲ့ချိန်မှာဖြစ်တာငါရုပ်ရှင်လေးကြည်ရအောင်မယ်ငါကငါရုပ်ရှင်လေးနဲ့ချော့သိရအောင်မယ်ပေါ့ကိုကာလီကျရင်အရန်ပင်ပန်းတဲ့ခါကျရင်အဲ့လိုလေးကြီးလိုက်ရမှကိုစိတ်သက်သာရရတယ်ကိုပင်ပန်းတာတက်တာတယ်ဆိုတဲ့ဟာဖြစ်တာလေအဲ့ဒါလည်းပါပါတယ်အဓိကတော့ကျတဲ့ခုနကဟောနေပြန်ချိ stress များတယ်ပြဿနာstress များရင်တော့စိတ်မချမ်းသာဖြစ်တယ်ဆိုရင်သူအဲ့ဒါဟိုလည်းတော့ချိတယ်အဲ့ဒါပကံစည်းတယ်ဆိုကိစ္စတော့ချိတယ်သိလားနော်အဲ့ဒါ satisfaction ပဲလူတယောက်ကတနေ့ကုန်လောက်သွားပြီငါဘာမှမပြီးဘူးဆိုတဲ့ခံစားချက်နဲ့တော့ကနေတနေ့ကုန် run ပြီးတဲ့အချိန်မှာကိုဘာလိုချင်နေမှမသိဘူးညဘက်မှာရှာနေကြည်နေတယ်ကြည်နေပွင့်နေငါဘာလို့လိုချင်နေတာလဲဆိုတော့မသိဘူးသူကိုသတိထားမိလာပြီနော်ဟုတ်လားငါပွင့်နေပြီးတော့ငါဟိုဟာလည်းမဟုတ်ဘူးကောင်မလေးလည်းမဟုတ်ဘူးဒီကောင်မလေးလည်းမဟုတ်ဘူးကားလည်းမဟုတ်ဘူးဒီတယောက်မလွယ်တော့ဘူးဒီတယောက်ကကောင်မလေးအကြောင်းတွေသိပြောတယ်လူဆိုတာလေကောင်မလေးပုံကြည့်မှာကားပုံလေးကြည့်တယ်ကွန်ပျူတာကြီးကြည့်တယ်ဟိုမှာEV တွေဟိုမှာ solar တွေ new technology ဟိုမှာဟို Donald Trump ကိစ္စတွေနိုင်ငံကြီးဒါတွေကိုလူကဟိုကြည့်နေရင်လည်းငါဘာကြည့်ချင်နေရလဲဆိုတာကြီးဟုတ်လားအဲ့ချိန်ကြီးလည်းမကြည့်နိုင်ဘူးအဓိကပြဿနာထင်တာပေါ့နော်ကိုထင်တာဘာလဲဆိုတော့အဲ့ဒီတနေ့ကုန်ဘာမှမကြည့်နိုင်လို့ကိုတခုပြီးတယ်လို့မခံစားလို့ကိုတခုရတယ်လို့မခံစားလို့တချို့နေ့ဆိုတဲ့မှာဟာအရင်ပြောနေဘာပြောနေမှမသိဘူးဆိုတာဘာဖြစ်လို့လဲဆိုတော့အဲ့နေ့မှာတခုခုလုပ်ပြီးသွားလို့မိမခဏပြောဒီအပိုင်းမိမ podcast ဘာဖြစ်မိမ fan တွေစိတ်ဝင်စားတယ်လို့မိမထင်တယ်မိမစိတ်ထဲမှာမျက်နှာလေးကြည်လာတော့ပေါ့လေငါအလုပ်ပြီးတယ်ပေါ့ငါဒီနေ့ထားစူးစမ်းပြီးထပ်ရိုက်တယ်ပေါ့ဟုတ်လားအဲ့ဒါဖျားရှိခိုးလို့ပြောတာဖျားရှိခိုးတိုင်းလည်းပြီးတယ်လို့မထင်ဘူးစိတ်မဟုတ်လေဖျားရှိခိုးတာကောင်းမှုကုသိုလ်လုပ်တယ်ကွာငါဒီနေ့ကောင်းမှုကုသိုလ်လုပ်တယ်like တခုခုပြီးသွားတယ်ပေါ့ပြောကနာယောက်ျားပြောရတယ်မိမလည်းပြန်ချိန်မယ်ဟိုနေ့ကပြောတာအဲ့ဒီအိမ်လုံးတွေလောက်တာနင်မင်းမကျေနပ်ဘူးလားဆိုတော့မကျေနပ်ဘူးလားဆိုတော့ဘာဖြစ်လဲဆိုအိမ်အလောက်ကမပြီးဘူးဒီနေ့တော့တန်ရှင်းလုပ်ပြီးသွားပြီကလေးတွေပြန်လာနေအကုန်ပြန်ပွားသွားငါရှင်းသားသမျှအကုန်ပွားသွားပြီအဲ့တခါပြန်ရှင်းရတယ်ဟိုဒါလဲနေမပြီးတော့ကွာသူကတိချလဲပါဤပါပြီရေမစေးပဲနဲ့ထွက်ကြည့်တနေ့ကုန်ကုလိုကလိုက်နေရတာထပ်ပါတော့အဲ့ဒါနဲ့ဘာဆိုင်တော့ဟုတ်ပြောချင်တာက
ဒီလိုပဲအိမ်တိန်ဆိုလဲကိုရှင်းလိုက်ပြီးအချိန်မှာကိုတန့်လို့ခံစားရတာလေအဲ့ဒီအချိန်လေးမှာမရှင်းရင်အဲ့ဖင်ပီကြီးနဲ့လမ်းလျှောက်သွားသလိုပဲခံစားရပါပဲတော်ပြီကျမအကြောင်းပြောနေပြန်လာကိုရဒီကပြောချင်တာဆိုဒီ mood swing ကိုပြောမယ်ဆိုအေးဟုတ်တယ်လေမဖြစ်ကုန်မတော့မသိဘူးရမ်းသွားတာပါလို့စိတ်ညစ်တယ်ရှိတယ်ငယ်ကတော့အဲ့လိုပဲဟိုကြောင်းပါလေဒုတ်တွေမရှိတော့တရွတ်တွေလည်းဒီလိုကလည်းမိမအိတ်ရှင်တွေမှာဆိုတော့ပြောပြီးတော့စိတ်နာမရဘူး Okay အဲ့တော့ mood ဒီနေ့မိမခုနကလိုအေးရတာတို့ကြိုးစားမယ် morning person ပြောင်းမယ်စားတော့ကိုအချိုလုံးဝရှောင်မယ်ဖြတ်နိုင်ဖြတ်မယ်เนาะအသီးတို့ဘာလို့မှအချိုးကပါပြီးသားထမင်းမှလည်းအချိုးတဲ့ဆိုတော့ကြားတဲ့တွေအကုန်ပါပြီးသားဖြစ်တဲ့ကြောင့်လိုအပ်တဲ့ sugar ရနေတယ်နောက်ပြီးရင်ဟိုဟာ exercise လုပ်ရမယ်အများကြီးလုပ်နိုင်တော့မှသွေးပူလေးကျင်ခံဖြစ်ဖြစ်အကျိုးလျှော့တာလေးဖြစ်ပုံမှန်လုပ်ပေးရမယ်အဲ့ဒါအခုကြာစပိန်စီးတာကြာတော်တော်သိတာလေကြာတော့တော်တော်ကောင်းလာတယ်အဲ့ဒါပေမဲ့သိတာဝိတ်ကြသွားတယ်ဆိုတော့စပိန်စီးလို့ကြာလို့ထင်တာတကယ်တော့စိတ်တဲ့အဲ့တော့အရန်စိတ်ပင်ပန်းပြီးတော့အဲ့ဟိုလောကိစ္စရင်းနဲ့ဗာနဲ့တောကဖြစ်ပြီးတော့စိတ်ထောင်းကိုကြည့်ဖြစ်တယ်ဒါပေမဲ့နှိမ့်ဆက်တာလည်းပါတာဒါပေမဲ့မဟုတ်ဘူးဒါပေမဲ့ဘာကောင်းတဲ့ချက်ကဆိုတာအဲ့ကတော့စပိန်စီးပြီးနောက်ပိုင်းဟိုဒါစီးလာတာပဲ4-5လရှိလာအရက်တောက်နိုင်လားတောက်ရင်ဟုတ်ဘူးဘုရားရှိခိုးမယ်ကိစ္စပြောရင်ကြာပတ်ပြေးရဘာဖြစ်တယ်ရင်ဖြစ်တယ်ဒီအရက်တောက်တာကြောပြင်ရောက်အရက်တောက်ဝင်မယ်နောက်နေ့မှာ hangover အရင်တော့ဆို4-5ခွက်ဆိုရင်နောက်နေ့နေလို့မကောင်းလိမ့်ပိန်လိမ့်တယ်အခုမဖြစ်ဘူးကျမ်းမာလာလို့လေအကြမ်းမပြောထင်တာပဲသွေးတော့မစေရသေးဒါပေမဲ့အဲ့တော့မယုံနဲ့ live မလုံးနဲ့ exercise လုပ်လို့ရတယ်စပိန်စီရလုပ်လို့ရတယ်အဲ့ရက်တောက်တာ live မလုံးနဲ့ထားပါတော့ okay ရက်တောက်တာတော့ဒီကိစ္စဒီနေ့မပါဘူးအဲ့တော့မို့လေအဲ့တော့တို့တွေဒီကိုလုံးမဲ့ဟာလေးတွေတော့အတိုင်းတာတစ်ခုဖြစ်တဲ့ဟာလေးတွေတိုင်းပင်တာပါပဲမတည့်တာလေးရှောင်ပေါ့နော်ဟုတ်အဓိကကတော့အသက်ရှည်ခြင်းနဲ့ကလေးတွေလည်းကြီးတာမြင်ခြင်းနဲ့အဲ့ဒါပေမဲ့ကျမ်းမာပြီးတော့ကြီးတယ်အဲဒီကမိမအခုဟိုမှာပေါ့ဒါ AI ကခေါင်းပြောတဲ့ဟာမျိုးပေါ့မိမဟိုကျမ်းမာမကျမ်းမာပဲနဲ့ဖြတ်တန်းနေရလူတရားဒုက္ခဘယ်လောက်ကြီးလဲဆိုတာ AI ပြောတယ်လေဟုတ်တယ်မလားဒီနေ့ podcast နဲ့ပတ်သက်လို့ဆို AI အကြံဉာဏ်ပေးတယ်ဟုတ်တယ်ဟိုဟိုမကျမ်းမာတဲ့လူတယောက်ကတနေ့ကိုဖြတ်တန်းတဲ့အခါမှာကြာမှုဆွင်းကိုကြာဘာလို့ခံစားပေးလို့ရလဲဆိုတော့ပြောတာလေကိုနေမကောင်းတဲ့အချိန်မှာတယောက်ကလာပြီးကိုကိုညှောင်းနေတီးမခံနိုင်ဘူးဖြားနေနေဆိုဒါပေါ့စိတ်မကြည်နေစိတ်မကြည်နေမကောင်းဘူးလေနေလို့မကောင်းလေအဲ့ဒီနေ့မှာအဲ့ဒါမျိုးမိမနေတိုင်းဖြစ်နေတာမိမတို့ဖြစ်တာဟုတ်လားဖြစ်တဲ့အခါမှာဒီ SLE သမားရဲ့ပြဿနာဟိုဖြားနာနေတဲ့လူတယောက်ရဲ့ခံစားချက်မျိုးကိုနေတိုင်းဖြစ်တဲ့ကြောင့်အဲ့မှာဒေါသဟာလွယ်လွယ်ထွက်တယ်ဒါပေမဲ့အခုမိမကဟိုမိမကိုရချီးကျူးရမယ့်အချက်ရှိတာပေါ့နော်ဟိုစိတ်ဓာတ်မကြပါဘူးအဲ့ဒါကောင်းတယ်စိတ်ဓာတ်မကြပါဘူးဆိုတာကယောဂကြွရင်တော့ကြတာပေါ့ဟိုအဲ့လိုမဟုတ်ဘူးသဘောကဘယ်လိုလဲဆိုရပြောချင်တဲ့ point ကအဲ့လိုစိတ်ဓာတ် mood swing ကြောင့်စိတ်ဓာတ်ကြဟိုဖြစ်တိုင်းဟိုစိတ်ဓာတ်ကြ depression ဝင်နေရှိတယ်ဒါပေမဲ့မိမကဘာဖြစ်လဲဆိုတော့အကြမ်းမြင်တာပေါ့နော်မိမကတော်တော် tough ဖြစ်တယ်မိမကပါတယ်ဟိုခုနကဘယ်လိုလဲနေ့တိုင်းကိုတည်နေတယ်ငါသမီးကိုငါအော်ပြတယ်ငါသားအော်ပြတယ်ငါနေမကောင်းလို့အော်ပြတယ်ငါစိတ်ကိုငါမထိန်တယ်လို့အော်ပြတယ် depression ဖြစ်လို့အော်ပြတယ်ဆိုတာသိတယ်ငါယောက်ျားကိုငါဒါပါတော့ဟိုမလုပ်ပေးနိုင်ဘူးတဘောကဟိုသူစိတ်ချမ်းသာပဲငါပြောတဲ့စကားတွေလွန်သွားတာရှိမယ်ဒါပါတော့ငါအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာမိမမသိနိုင်မဟုတ်ဘူးမိမသိနေဟုတ်တယ်မလားသိနေတော့တောင်းလူအဲ့သိနေတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒါငါနေမကောင်းနေလို့ဖြစ်တာဆိုပြီးတော့အဲ့နေမကောင်းတဲ့ဟာပေါ်မှာ depression ထပ်ဖြစ်တယ်။အိုးဖြစ်တာပေါ့ဖြစ်တယ်နော်ဟုတ်လားဒါပေမဲ့မိမအဲ့ဒီဖြစ်တာကြလည်းသိတယ်ဒါပေမဲ့ပြောချင်တာမိမဖြစ်ပေမဲ့အဲ့ဒါမိမအရန်ကြီးမိမကိုမနိုင်ပါဘူးအဲ့ကြောင့်မိမဒီနေ့ဒီရက်ပြန်လဲထူတော့လာသိလားမိမကိုမနိုင်ပါဘူးဆိုတာမိမတစ်ခါတခါပြောပါတယ်ယောက်ျားကိုလေဟို
ဘာလို့တည်သွားရင်တော့ကောင်းမယ်လို့ပြောတယ်ဒါရှိတယ်ဒါပေမဲ့မိမအဲ့ဒါမိမပေးမနိုင်လိုက်ဘူးယောက်ျားတွေးကြည့်တာကဟာ तू အဲ့လိုဒါဒါကိုအဲ့ဘက်ကတအားလိုက်ပြီးတော့ခံယူတင်မှာ depression အရန်ဝင်သွားရင်ကိုကွာအဖတ်မဆယ်ချင်တော့ဘူးအဲ့မို့ယောဂကြီးနဲ့အသက်ရှင်ရတဲ့ဟာကြီးကဘယ်လိုပြောမလဲအတိတ်ပဲမရှိဘူးလို့ခံစားရတာလေအတိတ်ပဲမရှိဘူးလို့ခံစားရတာကိုတော့လည်းအတိတ်ပဲမရှိဘူးလို့ခံစားပြီးရင်ကိုကသူများကိုအနှောက်ယှက်ပေးရလူလို့ခံစားရတာလေအဲ့ချိန်ကျရင်တော့ကြတာပေါ့ငါဘာလို့သက်ရှင်မှလဲတွေ့ရပေါ့တခုကဗုဒ္ဓဘာသာဖြစ်နေရလဲပါတာပေါ့နော်ဒီကိုအဲ့လိုမျိုးဒုက္ခပေးတာကအရင်ဆိုးဆိုးဝါးဝါမကောင်းဘူးအကုသိုလ်အရင်များကြီးရယ်ဆိုတာသိနေတော့မလုပ်ချင်ဘူးအဲ့လမ်းကြောင်းအဲ့ဒီလမ်းကိုမရွေးချင်ဘူးတခုပြီးလို့ရှိရင်နောက်တစ်ခုကကြာကိုကလေးမေဖြစ်နေတဲ့အတွက်နောက်ဆုံးကိုအတွေးထဲမှာဘာကိုရိုက်ထည့်ထားလဲဆိုတော့ငါဘာမှမလုပ်နိုင်ရင်တောင်းသူတို့မှအမေခေါ်စရာရှိတယ်ဟုတ်တယ်အမေအဖေအတွက်ဆိုရင်လည်းသူတို့သမီးလေးသူတို့နဲ့တူတူအသက်ဆက်ရှင်နေတယ်ဆိုတာကိုပေးချင်တယ်ဆိုအဲ့ဒါကိုပဲကိုကောင်းနဲ့ရိုက်ထည့်ထားတယ်အဲ့ဒါရိုက်ထည့်ထားပြီးရင်နေမကောင်းဖြစ်နေရဲ့ချိန်မှာနားနေချိန်မှာဟာငါကလေးတွေကိုအမေတယောက်နေနဲ့ငါဘာမှမလုပ်ပေးနိုင်ဘူးငါယောက်ျားကိုမိန်းမတယောက်နေနဲ့ဘာမှမလုပ်ပေးနိုင်ဘူးတွေးပြီးတော့ကိုအပြစ်တင်နေရဲ့စိတ်ရှိနေရင်ပိုဆိုးတယ်အဲ့တော့ငါဒီနေမကောင်းလို့ငါနာတာငါဒီနေမကောင်းလို့မလုပ်ပေးနိုင်တာငါအပြစ်မဟုတ်ဘူးသူတို့ကလည်းကိုအပြစ်တင်နေရအပြစ်ယူပွေယူမနေဘူးငါကလည်းမလုပ်ပေးချင်လို့မဟုတ်ဘူးနေမကောင်းလို့မလုပ်ပေးတာအဲ့ကိုစိတ်ကိုတန့်ရမယ်ကို guilty မဖြစ်ရအောင်ပြစ်မြင်တဲ့စိတ်မရှိရအောင်ဆိုတော့အဲ့ဒါနဲ့ဖြတ်တန်းတာအဲ့ဒါမရှိရင်ဖြတ်တန်းလို့မရအောင်မကြော်နိုင်ဘူးလေဟုတ်တယ်အဲ့ဒါအဓိကပါပဲအခုဒါဒီလောက်ဖြစ်လာပြန်နေကောင်းလာတယ်ဘာညာဆိုတော့အဲ့ဒါအဓိကပါစိတ်ကမိမတခါကျရင်စိတ်ပျော့တယ်လို့တော့ထင်ပေမဲ့ဒီယောဂရှေ့လို့ဒီလောက်တော့ဖြစ်မှာဟုတ်မှာငကိုလည်းရှိတာပေါ့နော်နည်းနည်းကွီတာတွေ emo ဖြစ်တာတွေကငကို original ဟာရှိတယ်ပြောချင်နေတာအဲ့ဒါလည်းမကောက်ကြအရင်ကြီးယူတာမဟုတ်ပါဘူးမကျင်တဲ့တိုင်လည်းအများကြီးပါသူနော်ကိုမပြောသမျှလေအဲ့လို podcast တွေလုပ်တယ် live တွေလွှင့်နေအဲ့အချိန်မှာတိုင်နာပရိသတ်တွေကိုပြောတာပြောသူကအဲ့လိုပဲလေဒါပေါ့တယောက်ကျတော့ဒဲပြောလို့မကောင်းအမေတို့လည်းငယ်ငယ်အဲ့လိုစောင်းပြီးတော့အဖေကိုပြောချင်တာသားသမီးကိုတက်မှာပြောတာအဲ့သဘောမျိုးရှိပါဒီစီလောက်တော့မှားပြီလားမသိဘူးပြောအမှန်တိုင်းပဲကောင်းပါလေလူဆိုတာအမှန်တိုင်းပဲရင်းထဲမှာဘာမှမထားနဲ့ပြောဟုတ်မလားကြီးတယ်မဖြစ်ပြီးရလေအကြီးတယ်မဖြစ်ပြီးတာပဲလို့ဟောအကြီးကျယ်ဖြစ်တော့လေတရားသဘောပဲလေအဲ့ဒါကြာမြင်နိုင်တယ်မော်တယ်ပြေးသွားမှာပါကြိုးစားဟုတ်လားဒီနေ့မှာတို့ဒီကျမ်းမာရေးနဲ့ပတ်သက်လို့ဒါလေးကဒီနေ့ကတလောက်ပဲထင်ပါတယ်နော်ကိုရီလုံးတင်တာလေးပြောပြီးဆိုလေကျန်တဲ့မိမယောဂနဲ့ပတ်သက်တဲ့ဟာကြတော့တကယ်သေချာပြောပါမယ်ဒါပေမဲ့အခုပြောတဲ့ဟာမှာလဲတတ်လဲပြောတက်ပြောရအောင်လည်းမရှိတော့ပါဘူးတော်တော်များများလည်းပြောပြီးသွားရဆိုတော့ဒီကတော့မတဲ့တာမစားရဘူးအေးရေးပြက်မခံရဘူးအဲ့လို exercise လုပ်ရမယ်လေ့ကျင့်ခန်းလေးလုပ်ရမယ်လေ့ကျင့်ခန်းလေးလုပ်ရခြင်းအပြင်ဘာဖြစ်လာလဲဆိုတော့ခန္ဓာရင်စွမ်းအားတက်လာတယ်ခန္ဓာရင်စွမ်းအားတက်လာတဲ့ခါကျတော့ကိုလုံးနိုင်လားလေကျဉ်တ်လေလုံးလိုက်နာလေကျဉ်တ်လေကိုစိတ်ကစိတ်ချမ်းသာလေမိမတို့ရဲ့ယောဂစိတ်ချမ်းသာဖို့ကလည်းအရင်ကြီးခုနကြံသေးရဲ့ခုနပြောတဲ့ထဲမှာကြံနေယောက်ျားလည်းရန်ကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ရန်ကပီတန်တွေမဟုတ်ခဏလေးပြက်လမ်းကြောင်းပြောက်သွားမှာဆိုလို့ဒီလိုယောဂဖြစ်တဲ့သူကသူ့ရဲ့ဘေးပတ်ဝန်းကျင်အရင်ရေးကြီးရဲ့ဘေးပတ်ဝန်းကျင်ကဘာလို့အရင်ရေးကြီးလဲဆိုအဲ့လိုစိတ်ဖောက်နေတဲ့အချိန်နော်စိတ်အရင်ကျနေတဲ့အချိန်မှာဘေးကလူကနှစ်သိမ့်ပေးနိုင်ဘူးသူ့နားလေပေးနိုင်ဖို့အရင်လိုအပ်တယ်သိလားဟုတ်တယ်ဥ
အားပေးနေရတာလေတိလားနေမကောင်းလို့ဖြစ်တာနေဘာမှအဲ့လိုတွေးစရာမလိုဘူးနေမကောင်းတာခဏနေကောင်းသွားရင်ဒီလိုစိတ်မျိုးရှိမှာမဟုတ်ဘူးဒါတွေပြောပေးနေဖို့လိုတယ်ဒီလိုနေကောင်းငါတို့ဖြတ်တန်းနိုင်ရမယ်ငါတို့တူဖြတ်တန်းမယ်ဆိုပြီးတော့အားပေးတဲ့သူကအရင်ရေးကြည့်ရရကြားဆိုရင်မိမအဲ့လိုစိတ်ခွန်အားကိုအမြဲတမ်းပေးတယ်ကောင်းတဲ့ဘက်ကိုတွေးခိုင်းတယ်မိမဒါနေမကောင်းလို့ဖြစ်တာဘာမှမခံစားနဲ့ဘာမှမဖြစ်ဘူးဒါမျိုးပြောတယ်လေပြီးရင်ကိုယ့်သားသမီးကလည်းမမေနေမကောင်းလို့ဖြစ်တာမမေနေမကောင်းတော့တိတ်အဲ့လိုမမေကိုအရင်မလုံးနဲ့တော့စိတ်နှောက်ယှက်ဖြစ်အောင်လုံးနဲ့တော့ဆိုသူတို့မလုပ်ဘူးသူတို့စူးစမ်းပြီးတော့သူတို့လည်းထိန်းနေလိမ့်ပါတယ်ဆိုတော့ကိုယ့်ရဲ့မိသားစုလည်းအရင်ရေးကြည့်ရအဖေတို့မေတို့အစားအကုန်လုံးကောင်းတာကံကောင်းတော့ကလေးတွေပါအုပ်လေးဖြစ်သွားကံကောင်းတယ်လို့တော့မပြောနဲ့ကံကောင်းတယ်လို့တော့မပြောနဲ့ဆိုတာအဲ့လိုတစ်ဖက်ကနေတွေးရင်တော့ငငယ်တော့ကတော့လေတွေးဖူးတာပေါ့နော်နေမကောင်းရင်ပြုစုတယ်မလားကိုကပြုစုခံအဲ့လိုလေကို care လောက်တာကိုအရင်လိုချင်တဲ့သူလေငါနေမကောင်းရင်ငါ့ကိုအဲ့လို care လောက်မှငငယ်တော့အဲ့လိုကြိုက်ခဲ့တယ်အခုတကယ်ဖြစ်တော့မကြိုက်တော့ခံရအရင်ခက်တယ်ပြင်စိတ်သွားကိုမပါစဉ်းစားကြည့်ထမင်းတောင်မှလာပိုးမှစားရတဲ့အနေထားအချိန်မှာဆိုစဉ်းစားကြည့်ကော်ဖီတောက်ချင်တယ်မပြောရဲတော့လေကိုထမင်းလာဖို့ရတိန်းတယ်လှုပ်ရှုပ်နေတဲ့သူတယောက်ကိုကော်ဖီလေးတစ်ခွက်လောက်မပြောချင်တော့ဘူးလေအဲ့တော့ကိုငတ်သွားပြီလေဒီလားတဘောကဟိုကလှုပ်ချင်တယ်သူများကူညီမပါပဲမလုံနိုင်ဘူးလေဘယ်အဲ့ဒါကြတော့ဘယ်လိုကံကောင်းလဲပြောလို့ရမှာလဲကိုကအဲ့ဒါအဲ့ကြောင့်အဲ့ဒါကိုစိတ်တော်ထားပြီးကြော်ဖြတ်ရတာဟုတ်တယ်ဒီမကောင်းတဲ့လူတွေနဲ့မောအဲ့ကိုအဲ့လိုအပြစ်တင်တဲ့စိတ်မရှိဘူးအရေးကြီးအဲ့ဒါအမေလိုလူမျိုးဆိုမလွယ်ဘူးတဲ့သူကဘာဖြစ်လဲဆိုတော့ငါသေသွားတာကောင်းမယ်လို့ရွေးမဲ့လူမျိုးသူများဒုက္ခမပေးခြင်းလွန်တဲ့အရန်စိတ်များလုံးတဲ့လူကွာသိလားသူကကွာအဲ့လိုအားအနာလွန်တာပေါ့သူ့ကိုသူများလှုပ်ပြီးတော့အရန်အားနာလွန်တာအမေဆိုရင်လေဖြစ်တယ်လေမိမတို့လည်းဖြစ်တယ်လေအဲ့ဒါကြောင့်မိမ character အမေလောက်မဆိုဘူးဒါကြမြင်ဘူးတယ်လို့မှာသိလားအမေကကွာသိလားပေးကိုမလုပ်တော့တာကွာသဘောမျိုးသိလားတချို့လူရှိတယ်လေအေးဘောအားနာလွန်သွားနော်ဘူးအဲ့ဒါတော့မိမမှလည်းရှိရဲဆိုတာကအဲ့လိုတခုခုစိတ်ဆိုးတာပဲဆိုအဲ့လိုယောက်ျားကြောင့်စိတ်ဆိုးတယ်ဆိုယောက်ျားကဘာမှမလုပ်ကိုတခုခုနဲ့ထူတာပဲဖြစ်အဲ့လိုမျိုးလေကိုနာကျင်အောင်မလုပ်တယ်သူများကိုနာကျင်အောင်မလုပ်ဘူးအဲ့ဒီစိတ်တော့ရှိရဲဒါပေမဲ့ခုနပြောသလိုပေါ့စိတ်ကိုပြောင်းလိုက်ရတယ်ဆိုတာကငါအသက်ရှင်နေရတာကဘာပဲဖြစ်ဖြစ်အမေခေါ်စရာသူတို့မှရှိရငါဘာမှမလုပ်ပေးနိုင်တော့အမေတယောက်နေငါရှိရဆိုတော့အတွေးကိုပြောင်းလိုက်ရတာအဲ့ဒါဘာခေါ်မလဲအင်္ဂလိပ်လိုပြော for better good ပေါ့ဒီရတခုကဒီဒါလည်းရွေးလွယ်ဟိုကလည်းရွေးလွယ်မဲ့ဒါရွေးတဲ့ဟာကတန်ဖိုးပိုကြီးတဲ့ကြောင့်ဒီဘက်ကဟာကိုတော့အနာခံလိုက်တာသိမလားဒီဘက်မှာဟာတခုတော့မတတ်နိုင်ဘူးဒါအခြေအနေဖြစ်ပြီးဒီလိုပဲသူ့ဘဝသူ့ကိုကျွေးနေသူပါလာလို့ဒီယောက်ျားလုပ်ပေးရမယ်ဆိုတာဖြစ်သွားတာပဲဒါပေမဲ့တစ်ဖက်မှာကိုသားသမီးအတွက်ဒါတန်ဖိုးရှိတယ်အကျိုးရှိမယ်ဆိုရင်ဒီလိုပဲထားဟုတ်ပြင်ဘာသာရေးနဲ့ပြောရင်ကွာလူဘဝဆိုတာရဖို့ခက်ခဲတယ်ဆိုတော့ဒီလူဘဝရလာပြီဒီဘာသာရေးကောင်းတဲ့ဘာသာတစ်ခုလည်းကိုကြုံခဲ့ရပြီပေါ့နော်ဆိုတော့ကိုအသက်ရှင်နေခြင်းကကောင်းမှုကုသိုလ်လုပ်ဖို့အချိန်ပိုရတယ်ကောင်းမှုကုသိုလ်လုပ်ဖို့အချိန်ပိုရတယ်ကိုဘဝမှာဒီလိုမျိုးဖြစ်နေပြီဆိုပေမဲ့ကောင်းမှုကုသိုလ်လုပ်ဖို့အချိန်ပိုရတယ်တေးပြလိုက်ချင်တယ်လို့ပြောတေးသွားပါချုပ်ဆရာတော်လည်းပြောတယ်ငါတင်အေးတာပဲတွေးတယ်တကယ်တမ်းတေးမအေးဘူးနောက်ဘဝမှာဘာဖြစ်မယ်ကိုမှမမြင်ရတာငရဲပဲကြမှာလားဒီထက်ဆိုးတဲ့ဘဝကိုရောက်မှာလားမြင်ရတာမသိဘူးလေဒီကောင်လေးလည်းဖြစ်နိုင်တယ်လို့ဟုတ်တယ်အဲ့ဒါထိတ်နာတာပေါ့ဒီကောင်ပြေကျတွန်းတိုးပြီးသွားဆိုတော့ဟုတ်တာစိတ်ဇက်သိန်းလေးချုပ်လိုက်ဟိုကလေးတွေးမိတယ်အိစာနော်အိကောင်းအိစာနော်နောက်တာအိတာရဲ့အစားအသောက်ကိုဆင်ញရမယ်ပြီးရင်နောက်တစ်ခုကစိတ်နော်စိတ်
စိတ်ကို ကျမ်းစိတ်တန်မအောင်လုပ်ရမှာစိတ်ကျမ်းမအောင်စိတ်တန်မအောင် အိတ်တာအိတ်ရဲ့အစားရဲ့စိတ်ရဲ့အာကစားအိုင်ဆိုအိတ်စားစိတ်အားပြောကြည့်ပါ အိတ်စားစိတ်အား အိတ်စားစိတ်အားသမီးဒီနေ့တည်းမှာပရိထား ဟုတ်ကဲ့ပါဆရာ ဆရာကတော့အိတ်စားကာမ စိတ်ငြိမ်နေဒီတယောက်ဘာဖြစ်နေရလဲလို့ ဆန္ဒနိုင်ကြော်နေပြီမင်းကတော့အိတ်ရတာပဲ တကယ်ပါကော်ဖီတောက်ပြီးပြောထားတာစိတ်ကို မဟုတ်ဒီဘက်အိတ်စားစိတ်အားနော်အိတ်ကိုအိတ်ရေးကိုပြန်ပြီးတော့မပြောတော့ဘူးဘောတော့ စသိန်းပြောမှဆို အဲ့ဒါစသိမ်းမယ်လေ အေးတော်ပြီလေပြောပြီးပြီ ယောက်ျားတော့မေးပါပြီနော် အမေဝါ ယောက်ျားတော့ပါလေအိတ်ရဲ့ယောက်ျားအိတ်အရေးကြီး ဘာလေ အစားအနေနဲ့ဟုတ်တယ်စိတ်ကယောက်ျားကောင်းပြီးသား ကောင်းပြီသားလေ နော် စိတ်ကကောင်းပြီသားဆိုတာကစိတ်ငြိမ်အောင်တော့လုပ်ရ အော် မယ် မ လေ ဟုတ်စိတ်ကို stress ဖြစ်မခံအောင်ယောက်ျားအတွက်ကတော့ stress ကအဓိက stress ကို manage လုပ် ရားထိုင် ဟို AI ပြောသလိုဟိုကိုယ့်ဘဝကိုပြန် design ပြန်လုပ်သူများ design တွေပဲလုပ်နေတယ်ကိုယ့်ဘဝကို design ပြန်လုပ်အဲ့ဒါယောက်ျားအဲ့ဒါလုပ် တရားထိုင် တရားဆိုတာဒါ podcast နောက်2နာရီလောက်ကြာမှာငါတရားဟောလိုက်သဘောပေါက်လား မဟုတ်တရားထိုင်ခန္ဓာကိုယ်ရဲ့ကဘာထွက်တယ်ညာထွက်တယ်ဘာဓာတ်ထွက်တယ်ဘလို့အေးချမ်းတယ်ဘာခွန်အားရတယ်အဲ့ဒါတွေရှိရသိနေတာပဲဟာဘာဖြစ်လို့မလုပ်ချင်တာလဲလို့ကောင်းတာကိုသိနေရတယ်ဘာဖြစ်လို့မလုပ်ချင်တာ ဟောင်းနေတဲ့ခွေးလိုပဲကိုနားမှာပန်းနေကြားနေရတဲ့ကြောင်အဲ့ဒီစိတ်ကမတည်ငြိမ်နိုင်ဘူးဖြစ်တယ် ကျမခွေးမကြီး မင်းပါပဲမဟုတ်ဒီအလုပ်ကိစ္စတွေဟိုပတ်စံကိစ္စတွေစီစဉ်ပေးရမှာတွေရန်ကုန်ကိစ္စတွေဘာကိစ္စအများကြီးပဲ yes အများကြီးရှိရဟုတ်တယ်ဒါပေမဲ့မမြင်ပြောသလိုပဲအလုပ်ကိုအသေးလေးစူးစမ်းပြီးလုပ်သလိုပဲတရားလေးကိုလည်းနည်းနည်းတော့အဲ့လောက်အလုံးလောက်တော့မလုံးနိုင်ဘူးဆိုရင်တော့မှနည်းနည်းတော့လုပ်ရမှာတဲ့ပြောတာလေ ဟုတ်ပါတယ်ဟိုကတရားကိုဒီလိုမိမပြောလို့တရားထိုင်သလိုမထိုင်ပြဘူးဒါပေမဲ့ယောက်ျားရဲ့နေတဲ့တူကဖြတ်တန်းမှုမှာတော့စိတ်တည်ငြိမ်မှုမရတော့လက်ခံဝန်ခံတယ်စိတ်ကအတွေးရမ်းများတဲ့ကစင်ကလေးတွေဒီစီးပွားရေးလုပ်တဲ့လူတွေကဘယ်တော့မှဟိုရန်အေးစေးတည်ငြိမ်နေတယ်ဆိုတာစီးပွားရေးရန်တည်ငြိမ်ပြီးတော့ငွေတွေရန်ဝင်ပြီးတော့ပုံမှန်ဖြစ်သွားတဲ့လူကြီးတွေပဲဖြစ်မယ်ဒီ entrepreneur ဘာညာတရကစွန်ဦးတီထွင်လုပ်ချင်တဲ့ကောင်တွေအကုန်လုံးရဲ့ပြဿနာကတော့စိတ်ဓာတ်မှာဒါဟိုဟာလေဟိုဟာခေါ်လဲဟိုကိုဓာတ်အတွက်ကိုလဲလိုက်တာလေဟုတ်မလားအဲ့တော့ကရှိတယ်မြတ်တရားကျတော့ professionally architecture လုပ်တဲ့လူတွေကနော်ဟို stress ကိုခံနိုင်အောင် train ပြီးသားအဲ့တော့တိုင်းတာတွေခံနိုင်ကြမိမမြင်ရပါကြဘယ်လောက်ဖြစ်နေကြမျက်နှာမှာအမြဲတမ်းပုံနေဘူး တော်တော်ဆိုးမှသိတာ အေးတော်ဆိုးမှပဲ ငကောကလည်းအကဲခတ်ရန်တော့ အဲ့တော့ကြည့်မှမနေတာငါ့ကို ကြည့်တယ် မင်းဖုံးမဲ့ကြည့်နေတာကို ဖုံးကြည့်နေတာဖုံးကကျမအလုပ်လေ အေးဟုတ်တယ် ကျမ နေ့ဒါကနေလို့မဟုတ်ဘူးပေါ့ ပတ်တိုင်းအလုံးလောက်ခိုင်းပါလားရကြောင်ချစ်ခိုင်းပါလားရွေးလိုက်အများကြီးတော့မရအောင် သူ energy နေ က ကောင်းရင် तू ကအလုပ်ကိုပြန်သွားတော့မယ်ကျွန်တော်နားမှာမရှိတယ် energy ကနည်းနည်းပဲရှိတာ energy ကအရင်လိုမကောင်းတော့ဘူးလေ အေးပါကောင်းပါပြီ အဲ့တော့ ဘယ်လိုပဲဖြစ်ကောင်းပါလဲပြီးပြီကွာအဲ့လိုပဲစမ်းနိုင်ကြော်ပြီဒါပဲ ဒါပဲ တော်ပြီမသိမ့်တတ်တော့ဘူးမင်းသိမ့်တယ်လဲဝေ့နေပြီကတော့ ဒါပဲဖုန်းချပြီကွာ အိတ်စာစိတ်အား အိစာစိတ်အား အိတ်စာစိတ်အားနော်